အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Learn and Share ဝင် MSS channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့သင်ခန်းစာမှာရုရှားစာတစ်လုံးချင်းစီရဲ့ရေးသားပုံရေးသားနည်းတွေကိုတစ်ဆင့်ချင်းရှင်းပြသွားမှာဖြစ်ပါတယ်ရုရှားစာမှာရေးသားပုံရေးသားနည်းနှစ်မျိုးရှိပါတယ် Printed Writing နဲ့ Handwriting ဖြစ်ပြီးတော့ပုံနှိပ်စာအုပ်ထဲမှာရေးသားတာတော့ဘယ်ဘက်မှာပြလိုက်ပုံစံမျိုးရေးသားထားပါတယ်အခုလက်ရေးနဲ့ရေးရတဲ့ရေးသား Handwriting ကိုတစ်လုံးချင်းစီရေးပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ R ကို Printed Writing မှာဒီလိုပုံစံမျိုးလေးရေးပြီးတော့ Handwriting မှာဆိုရင်ဒီလိုမျိုးရေးပါတယ်ဒီကောင်က R အကြီးဒီကောင်က R သေးရုရှားစာတွေကိုရေးတဲ့အခါမှာသူကစကားလုံးတွေကိုတက်တက်ရေးရတဲ့ပုံစံမျိုးမဟုတ်ပဲညာဘက်ကိုအနည်းငယ်ဆောင်းတဲ့ပုံစံမျိုးနဲ့ရေးသားရပါတယ်ဒီကောင်ကိုတစ်ဆင့်ချင်းရေးပြပါမယ်ပထမဆုံးအနေနဲ့ဒီအောက်ခြေကနေစဆွဲရပါမယ်အောက်ခြေကနေဒီလိုမျိုးလေးပြီးရင်ဒီကောင်လေးကိုအပေါ်တက်ရမယ်ပြီးရင်ဒီကောင်လေးကိုအောက်ကိုပြန်ဆွဲချမယ်ဒီလိုမျိုးလေးပြီးလို့ရှိရင်ဒီလိုလေးအကွေးလေးဒီအကွေးလေးကိုဆွဲမှာဖြစ်ပါတယ်ဒီကောင်အာရေးပုံရေးနည်းဖြစ်ပါတယ်လက်ရည်နဲ့ရေးအချိန်မှာအာကိုဒီလိုပုံစံမျိုးရေးရပါတယ်အာအကြီးကိုစလုံးပုံနှိပ်စလုံးတွေမှာတော့ဒီလိုမျိုးပဲရေးပြထားပါတယ်ဒီလိုမျိုးလေးရေးရပါတယ်ဒီကောင်ကအကြီးစလုံးပေါ့နော်သူအသေးစလုံးကကြတော့ဒီလိုအင်္ဂလိပ်အခရာ Printed Writing မှာဆိုတော့ A နဲ့အင်္ဂလိပ်အခရာ A အသေးပုံစံပါပဲဒါပေမဲ့ဒီ Handwriting မှာကျတော့ဒီကောင်နည်းနည်းလေးစောင်းပြီးရေးရပါတယ်ညာဘက်ကိုဒီလိုမျိုးလေးနည်းနည်းလေးညာဘက်ကိုစောင်းပြီးရေးရပါတယ်ဒီလိုမျိုးလေးရေးရပါတယ်ပြီးနောက်ထပ်တစ်လုံးအနေနဲ့ဘယ်ကို Printed Writing မှာဒီလိုမျိုးရေးပြီးတော့ Handwriting မှာဆိုလို့ရှိရင်ဒီလိုမျိုးရေးပါတယ်ဒီကောင်ဘယ်ကြီးဒီကောင်ကဘယ်ကြီးဒီကောင်ကဘယ်သေးဒီကောင်ကပထမဆုံးအနေနဲ့ဘယ်ကြီးကိုရေးမယ်ဆိုရင်ဒါပထမဆုံးမြင်းချောင်းလေးနဲ့ဆောင်းလေးဆွဲချလိုက်ဒီလိုလေးအရင်ဆွဲချလိုက်ပြီးရင်နောက်တစ်ဆင့်အနေနဲ့ဒီလိုလေးဆွဲချပြီးရင်ဒီလိုလေးဆောင်းလေးဆွဲချပြီးရင်ဒီလိုလေးကွေးပြီးတော့ပြန်လာလိုမျိုးလေးဒီလိုလေးပြန်ဆွဲချဒါလေးကမထိဘူးပေါ့နော်နည်းနည်းလေးဟာလို့ရှင်အပေါ်ဒီလိုမျိုးလေးအတွန်းလေးကောင်ဘယ်အကြီးပုံစံဖြစ်ပါတယ်ဒီလိုမျိုးဘယ်အကြီးပုံစံဖြစ်ပါတယ်ဘယ်အသေးကဒီလိုမျိုးလေးဝါလုံးပုံလေးနဲ့ဆောင်းလေးရေးပြီးတော့ပေါ်တက်သွားတဲ့ပုံစံလေးဒီလိုမျိုးလေးဒီလိုမျိုးရေးရပါတယ်ဘယ်လိုမျိုးလေးရေးပါတယ်ပြီးရင် Printed Writing မှာ ကိုဒီလိုအင်္ဂလိပ်အခရာမှာဆိုရင် B အကြီးပုံစံလေးရေးပါတယ် Handwriting မှာဆိုလို့ရှိရင်အကြီးပုံစံမှာဒီကောင်ကအသေးပုံစံမှာဒီကောင်ရေးမယ်ဆိုလို့ရှိရင်ပထမဆုံးဒီအပွားနေဆွမ်းနာဘယ်အတိုင်းပဲမှာမြင်းချောင်းလေးအောက်ကိုရင်ဆွဲချနောက်ဆင့်အနေနဲ့ဆွဲချပြီးအပေါ်ပြန်တက်တဝက်အပြင်နောက်ဆင့်ဒီလိုမျိုးအဲ့လိုမျိုးလေးပါအကြီးညာဘက်လေးကိုလည်းစောင့်ပြီးရေးရပါတယ်အဲ့လိုမျိုးလေးရေးပါတယ်အသေးကကျတော့ဒီလိုအလေလောက်ကနေပေါ့အလေလောက်ကနေအပေါ်အရင်ဆွဲရတယ်တကွေးပြီးအဲ့လေးကိုကွေးပြီးတော့အောက်ကိုပြန်လာဒီမဲ့လေးပြီးလို့ရှိရင်ဒီအောက်ကနေကွေးပြီးအလေကိုပြန်တက်ဒီမျိုးလေးပါ
ဒါညာညာဘက်လေးနဲ့စောင်းယူပေါ့ဒီလိုမျိုးလေးရေးရပါတယ် v အသေးပါ v ပြီးလို့ရှိရင်နောက်ထပ်တစ်လုံး k printer တွေမှာဒီလိုမျိုးလေးဖော်ပြပြီးတော့ handwriting မှာဆိုလို့ရှိရင်ဒီလိုမျိုးလေးရေးပါတယ် k ဒါအကြီးပါ k အသေးကကြတော့ဒီလိုမျိုးလေးနှစ်အသေးလေးဒီမျိုးဂျိတ်ကောက်လိုမျိုးလေးရေးပါတယ် k အသေးပါ k ကြီးရေးမယ်ဆိုရင်ဒီကောင်မခတ်ပါဘူးဒီလေးအရင်ဆုံးဆွဲချလိုက်အမီလေးနဲ့ပြီးလို့ရှိရင်သူ့အပေါ်အတွန်းလေး k ပါ k ပါဒီလိုမျိုးရေးပါတယ် k ပါအသေးကကြတော့ဒီလိုမျိုးလေးဂျိတ်ကောက်လိုပုံစံလေးပဲဒီလိုမျိုးလေး k ပါ နည်းလေးစောင်းပြီးရေးပါတယ် k ပါနောက်ထပ်တစ်လုံးကကြတော့ d ပါ printer writing မှာဒီလိုရေးပြီးတော့ handwriting မှာဆိုလို့ရှိရင်ဒီလိုမျိုးရေးပါတယ်ဒါ d အကြီး d အသေး g ပုံစံလေးပါဆောင်းဆောင်းလေးရေးရပါတယ် d အသေးကို d ကြီးကိုရေးရင်ဘယ်ဘက်ကိုစောင်းပြီးဆွဲချရပါတယ်ပထမဆုံးအပြင်အဲဆောင်းသားလေးကနေဒီလိုလေးအကွေးလေးပြန်တက်အကွေးလေးဒီလိုအောက်ဘက်ကိုပြီးလို့ရှိရင်ဒီအကွေးလေးနဲ့အပေါ်ထိတက်ဒီလိုမျိုးလေးပါ d 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 အသေးကိုသူက G ပုံစံလေးကိုဆောင်းဆောင်းလေးရေးရတာပါပထမဆုံးတို့လေးဝိုက်ပြီးတော့ရင်အောက်ကိုတစ်စင်ဆွဲချအောက်ကိုဆွဲချပြီးတော့ရင်သူအပေါ်လေးကိုကူးလေးပြန်တက်d အသေးပုံစံဖြစ်ပါတယ်ကျွန်တော်ရေးမယ်ဆိုလို့ရှိရင်ဒီလိုပုံစံတွေပဲရေးရတာပါဒီဘက်ကညာဘက်ချမ်း handwriting ပုံစံတွေပဲရေးရတာပါစောင်းမှရေးမယ်ဆိုရင်d အသေးပါd ပြီးလို့ရှိရင်နောက်ထပ်တစ်လုံးကရေ printer writing မှာအင်္ဂလိပ်အခရာ e နဲ့တူပါတယ် handwriting မှာဆိုလို့ရှိရင်ဒီလိုလေးပါဒါရေအကြီးရေအသေးကကြတော့အင်္ဂလိပ်စာ e လိုပါပဲ e ကိုဆောင်းဆောင်းလေးရတာပါရေအသေးပါဒီကောင်လေးကိုရေးမယ်ဆိုလို့ရှိရင်အပေါ်ကနေစဝယ်ရတာဒီကောင်လေးကဒီလေးတစ်ဝက်ရင်ဝက်ပြီးလို့ရှိရင်နောက်ထပ်တစ်ဝက်ကိုနည်းနည်းကြီးကြီးလေးဒီလေးဝယ်ရတာပါရေကြီးပါအောက်ကကောင်လေးနဲ့ပို့ကြည့်ပါတယ်ရေအသေးက e နဲ့တူပါတယ်နည်းနည်းဆောင်းဆောင်းလေးရေးရတာပါဒီလေးပါပဲလွယ်ပါတယ်ဒီကောင်လေးရေပါနောက်ထပ်တစ်လုံးကရောကလည်းအပေါ်ကောင်လေးရေးပုံရေးတူပါပဲအပေါ်အဆက်လေးနှစ်ဆက်ပါသွားပဲရှိပါတယ်ရောအသေးလည်းအတိုင်းပါပဲအပေါ်အဆက်လေးနှစ်ဆက်နဲ့ရောဒါပါပဲကြည့်ရမယ်ဆိုရင်ဆောင်းနာပုံစံတိုင်းပါပဲရောအပေါ်အဆက်လေးနှစ်ဆက်နဲ့ရောကျွန်တော်ရေးပါတယ်အသေးကလည်းလိုပါပဲလွယ်ပါတယ်ဒီလိုလေးရေးပါတယ်နောက်ထပ်တစ်လုံးကတော့ရေပါဒီလိုလေးရေးပါတယ် printer writing မှာ handwriting မှာဆိုလို့ရှိရင်တော့သူကကျွန်တော်လေးရေးပါတယ်ဒီကောင်ရေအကြီးပါအသေးဆိုလို့ရှိရင်ဒီလိုမျိုးရေးပါတယ်ရေပထမဆုံးရေအကြီးကိုရေးမယ်ဆိုလို့ရှိရင်ဒီကနေဒီအပေါ်ဘက်ကနေဒီ
ဒီဘက်ကိုပြန်ပြီးအကွေးလေးဆွဲချမှာပါဒီမလေးဆွဲချပြီးရင်သူကအပေါ်ပြန်တက်ရပါမှာဒီမလေးပေါ်ပြန်တက်ပြီးလို့ရှိရင်သူကအလဲကိုပြန်ဆွဲချမှာပါအလဲကိုဆွဲချပြီးရင်သူကဒီအလဲတစ်ဝက်လောက်ထိဒီမြင်းလေးကိုပြန်တက်ရမှာပါပြန်တက်ပြီးရင်ဒီဘက်ကအဝိုင်လေးကိုတစ်ခါလေးဆွဲဝါရမှာပါဒီလိုလေးပါရေအကြီးပါအမြန်ရေးရင်ဒီလိုမျိုးလေးရေးရပါတယ်ရေအသေးရလဲသူ့ပုံစံတိုင်းပါပဲနည်းနည်းလေးသေးအောင်မရေးရတာပါပုံစံတူပါပဲရေဒီလိုပါပဲရေပါဒီမလေးနောက်ထပ်အခရာတစ်လုံးကတော့0ဖြစ်ပါတယ် printer writer မှာဆိုရင်နံပါတ်3ပုံစံနဲ့တူပါတယ် hand writer မှာဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးပါဒီကောင်က0အကြီးဒီကောင်က0အသေးပါ0အကြီးကမြင်းချောင်းရဲ့အပေါ်မှာတင်ရပါတယ်0အသေးကအောက်ကိုခြာရပါတယ်ပထမဆုံးရေးမယ်ဆိုလို့ရှိရင်ဒီပေါ်ကအဝိုက်လေးကိုရင်ဆွဲရပါတယ်ဒီကွေးလေးဆွဲချပြီးရင်အောက်ကတစ်ဝက်ကတော့ကြီးလေးပြန်ဝါရပါတယ်ဒါလေးပါပဲ0လို့ခေါ်ပါတယ်0အကြီးပါ0အပေါ်ကောင်တေးသေးလေးအောက်ကကောင်နည်းနည်းတူထက်ကြီး0ပါ0အသေးကကျတော့မြင်းချောင်းရဲ့အောက်ကိုရောက်ပါတယ်အောက်ကိုဆွဲရပါတယ်ဒီလိုလေးအောက်ကိုတကွေးလေးရင်ချပါတယ်အဲ့လိုကွေးပြီးတော့ရင်ဒီလေးအပေါ်နည်းနည်းပြန်တက်ပြီးအောက်ကိုလေးဝါရပါတယ်ဒီမလေးဝါရပါတယ်ဝါပြီးတော့ရင်ဒီလေးအပေါ်ပြန်တက်0ပါ0အသေးပါဒီမလေး0ပါနောက်ထပ်အခရာတစ်လုံးကတော့ E ဖြစ်ပါတယ် printer writer မှာဆိုရင်ဒီလိုမျိုးလေးရေးပြီးတော့ hand writer မှာဆိုလို့ရှိရင် U ပုံစံလေးရေးပါတယ်ဆောင်းလေးအသေးရလည်းဒီလိုပါပဲ U ပုံစံလေးပါပဲဒီကောင်တစ်ဆင့်ချင်းရေးမယ်ဆိုလို့ရှိရင်ဒီအပေါ်နားလေးကနေအရင်ဆုံးစကွေးရပါတယ်ဒီလိုမျိုးလေးစကွေးပြီးတော့လို့ရှိရင်အောက်ထိကွေးချပါမယ်အောက်ထိကွေးချပြီးရင်သူအပေါ်ထိပြန်ဝိုက်ပြီးတက်ရမှာပါအပေါ်ထိပြန်ဝိုက်ပြီးတော့ရင်ဒီလိုအောက်ကိုပြန်ချပြီးဒီမီလေးဆွဲရမှာပါ E ပါ E အကြီးပါ E အကြီးပါညာဘက်လေးကိုစောင်းပြီးရေးရပါတယ် E အကြီးပါ E သေးရလဲအဲ့လိုပါပဲ U ပုံစံပါပဲ U ပုံစံကိုနည်းနည်းလေးစောင်းပြီးရေးရတာပါ E ဒါလေးပါပဲ E သေးပါ E သေးပါနောက်ထပ်တစ်လုံးကတော့ E ခရက်ကာရဖြစ်ပါတယ် E ခရက်ကာရ E နဲ့တူပါပဲအပေါ်မှာအကွေးလေးပဲပါသွားတာဖြစ်ပါတယ် E ခရက်ကာသေးစလုံးကလည်းတူပါပဲအပေါ်မှာဒီလိုအတွန်းလေးပဲပါသွားတာပါအဲ E ခရက်ကာရလို့ခေါ်ပါတယ်ဒီလိုမျိုးလေးပါပဲအပေါ်မှာရေးတဲ့ပုံစံတိုင်းကိုဒီလိုအတွန်းလေးထည့်လိုက်ရုံပါပဲ E ခရက်ကာရဒီလိုမျိုးလေးပါသေးရလည်းအဲ့လိုမျိုးလေးပါပဲတွန်းလေးနဲ့ဒီလိုလေးပါဒီလိုမျိုးလေးပါပဲလွယ်ပါတယ်ဒီကောင်လေးတွေကပြီးရင်နောက်ထပ်အခရာတစ်လုံးလေးနဲ့ကာဖြစ်ပါတယ် printer writer မှာဆိုရင်အင်္ဂလိပ်အခရာ K နဲ့ရေးပုံရင်းနေတူပါတယ် hand writer မှာဆိုရင်တော့ဒီလိုမျိုးလေးပါဒီကောင်ကကအကြီးပါအသေးရကြတော့ဒီလိုမျိုးလေးဒါမျိုးလေးပါကောင်းကအသေးပါကာကြီးကိုပထမဆုံးရေးမယ်ဆိုလို့ရှိရင်ဒီအပေါ်လေးကနေစပြီးအတွန်းလေးအရင်ဆွဲရပါတယ်ဒီမျိုးလေးအတွန်းလေးကနေပြီးရင်အောက်ကို
တစ်ဆင့်ထပ်ဆွဲချပါပါတစ်ဆင့်ထပ်ဆွဲချပြီးရင်ဒီအပေါ်ကိုဒီလိုပြန်တက်ရပါပါပေါ်တက်ပြီးသွားရင်ဒီလိုပြန်ကွေးချအဲ့လိုလေးပါပြီးလို့ရှိရင်ဒီအကွေးလေးကိုတက်တက်ဆွဲရတာပါပြီးရင်ဒီအောက်ကကွေးလေးကိုဆွဲချရတာပါဒီလိုလေးကာကြည့်ပါဒီလိုလေးအရင်ဆွဲပြီးရင်ပေါ်တက်ဒီလိုပြန်ကွေးချပြီးရင်အောက်ကကွေးလေးကိုဒီလိုလေးကာကြည့်ပါကာပါအသေးကကြတော့အဲ့ကောင်လိုမျိုးလေးပဲဒီအတွန့်လေးတော့မပါတော့ဘူးဒီလိုမျိုးလေးဒီနားလေးတင်တန်းကွေးလိုက်ရမှာပဲဒီလိုကွေးပြီးတော့ဒီလိုလေးပါပဲဒါအသေးပါဒီလိုလေးအရင်ကွေးလိုက်ရမယ်ကွေးပြီးတော့ရင်ဒီလိုချက်ကွေးအပေါ်ကနေပြန်ကွေးချလိုက်ပြီးရင်ဒီလိုလေးအမီလေးတက်လိုက်ဟောကာအသေးပါကာသေးပါပြီးနောက်ထပ်တစ်လုံးကတော့အန်ဖြစ်ပါတယ် printer writer မှာဆိုလို့ရှိရင်ဒီလိုရေးပါတယ်အန် hand writer မှာဆိုလို့ရှိရင်တော့အန်အဲ့လိုမျိုးလေးအကွေးလေးပါတယ်ဒီကောင်အန်အကြီးအသေးဆိုလို့ရှိရင်ဒီလိုမျိုးလေးရေးပါတယ်အန်အကြီးကိုရေးမယ်ဆိုရင်သူအောက်ကနေစပြီးတော့ရင်ဆွဲရတာပါသူအန်ကိုဒီလိုဆောင်းဆောင်းလေးပဲရေးရတာပါအန်အောက်ကနေရင်စပြီးတော့လေးအကွေးလေးကနေတော့အပေါ်ထိပြန်တက်မယ်ပြန်ဒီလိုလေးအောက်ကိုကွေးလေးပြန်ကွေးချပါပါအန်မှာဒီလေးလွယ်ပါတယ်ဒီကောင်လေးအန်မှာဒီလိုလေးရေးရပါတယ်ပြင်အန်အသေးရလည်းအဲ့လိုလေးပါပဲအားလေးကို site လေးနဲ့သေးပြီးရေးရပါမယ်အသေးမှာဆိုရင်ဒီကောင်တိတ်မကွေးဘူးပေါ့နော်ဒီလိုလေးပါအန်အဲ့လိုလေးရေးရပါတယ်နောက်ထပ်တစ်လုံးတော့အန်မှာ printer writer မှာဆိုလို့ရှိရင်အင်္ဂလိပ်အခရာနဲ့ရေးဝင်ရေးနေတူပါတယ်အန်မှာဒါပေမဲ့hand writer မှာဆိုလို့ရှိရင်သူကဒီလိုရေးရပါတယ်ဒီကောင် m အကြီးအသေးကအန်ဒီကောင် site လေးသေးပြီးရတာပါအကောင်အသေးပါပဲအန်မှာဒီကောင်ရေးမယ်ဆိုရင်စောလာအတိုင်းပဲအောက်ကနေကွေးပြီးဒီလိုလေးယူရပါပဲယူပြီးရင်ဒီကောင်အလင်းမှာဒီလိုအချိုင်လေးယူပုံစံလေးပြန်ဆွဲချပြီးကွေးရတာပါဒီတော့ပြင်ဒီပြန်ကွေးပြီးတော့လို့ရှိရင်ဒီလိုအောက်ကိုပြန်ပြီးတော့ဒီလိုကွေးချတဲ့ကောင်လေးရေးရတာပါအန်မှာဒီမလေးပါအန်မှာပြီး m အသေးကလည်းအကောင်ကိုအသေးလေး set အသေးလေးရေးရတာပါပဲဒီလိုလေးပါပဲအန်မှာဒီလိုလေးပါပဲအန်မှာ